မင်္ဂလာပါဒီတစ်ခေါက်ဗီဒီယိုထဲမှာပြပေးသွားမယ်အကြောင်းအရာလေးကတော့ကိုချစ်တဲ့သူနဲ့ဒိတ်လို့မယ်ဆိုရင်တန်ဖိုးကြီးတဲ့ restaurant တွေတွားမှပတ်စံအများကြီးတွေသုံးမှ romantic ဆန်တယ်လို့ထင်နေပါလားတကယ်တော့အချစ်ရေးတစ်ခုမှပတ်စံဘလောက်ကုန်တယ်ဆိုတာထက်နှစ်ယောက်အတူတူကုံဆုံးရတဲ့ quality တိုင်းကပိုရေးကြည့်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ပတ်စံအများကြီးမကုန်ပဲတယောက်နဲ့တယောက်အချစ်တွေပိုတိုးစေမဲ့ romantic ဆန် dating plan တွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အိတ်ဆိုင်စရာမလိုပဲအမှတ်တရတွေအများကြီးဖန်တီးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်နော်ပထမစိတ်ကူးကတော့အိမ်တွင်းဟင်းချက်ပြိုင်ပွဲပါဆိုင်မှာသွားစားမယ့်အစားနှစ်ယောက်သားဈေးတို့မဟုတ်စူပါမားကတ်မှာပစ္စည်းလေးတွေအတူတူဝယ်ပါပြီးရင်အိမ်မှာပီဇာပဲဖြစ်ဖြစ်ခောက်ဆွဲပဲဖြစ်ဖြစ်အတူတူချက်စားကြတာမျိုးပါတယောက်ကိုတယောက်ဟင်းချက်နေပြရင်မြူးဝကြောင်ထဲမှာတချင်းလေးဖွင့်ကကြရင်းနဲ့ချက်ပြုတ်ရတာဟာဆိုင်မှာထိုင်စားရတာထက်အစပေါင်းများစွာပိုပြီးပျော်စရာကောင်းလို့အချင်းချင်းလဲပိုပြီးရင်းနှီးစေပါတယ်ဒုတိယအချက်ကတော့နေဝင်ချိန်ပျော်ဝဲစားထွက်တာပါအင်္ဂါနေအသားညက်ပေါင်မို့အသီးနှံနဲ့ဖြော်ရည်လေးတွေပြင်သွားပါကိုကြိုက်တဲ့အစားအစာလေးတွေကိုပြောတာပါနော်ပြီးရင်မြို့တဲကပန်းချံတစ်ခုခုဒါမှမဟုတ်လေကောင်းလေတန်းရတဲ့နေရာတစ်ခုမှာဖျားလေးခင်းပြီးပျော်ဝဲစားလောက်တာမျိုးပါအဓိကကတော့ညနေခင်းနေဝင်ချိန်အလှကိုအတူတူကြည့်ကြရင်ဖုန်းတွေကိုခဏချထားပြီးဘဝအကြောင်းအနာဂတ်အကြောင်းတွေကိုအေးအေးဆေးဆေးစကားစာမိပြောဖို့ပဲဖြစ်ပါတယ်တဘာဝတရားကြီးရဲ့အလှကတင်တိတ်ကိုအလိုလို romantic ဆန်သွားစေပါလိမ့်မယ်တတိယချက်ကတော့ရုပ်ရှင်ရုံတွေသွားနေမဲ့အစားအိမ်မှာပဲရုပ်ရှင်ရုံသေးသေးလေးဖန်တီးတာပါအေကန်ထဲမှာဖျောင်းတိုင်မွေးသားပြီးတော့ဒါမှမဟုတ်မီးကြိုးလေးတွေဆင်ထားတာမျိုးကိုပြောတာပါကောင်းအောင်တွေစောင်းတွေအများကြီးပုံပြီးတတောက်တတဖြစ်အောင်ပြင်ဆင်ပါပြီးရင်ပေါ့ကွန်စားရင်နှစ်ယောက်စလုံးရုပ်ရှင်ကြည့်ချင်တဲ့ရုပ်ရှင်လေးတွေဒါမှမဟုတ် series လေးတွေကိုအတူတူဆောင်ခြုံပြီးတော့ကြည့်ကြတာမျိုးပါဒါဟာရုပ်ရှင်ကိုသွားရတာထက်ပိုပြီးတီးတက်ဆန်ပြီးနှွေးထွေးမှုရှိစေပါတယ်စရုပ်ထအချက်ကတော့မြို့သွင်းလမ်းလျှောက်ဓာတ်ပုံရိုက်တိတ်ပါပတ်စံအများကြီးသုံးစရာမလိုပဲလမ်းလျှောက်ရင်မြို့ပြအလှပတွေကိုခန်းစားတာပဲဖြစ်ပါတယ်ကော်ဖီတစ်ခွက်စီဝဲကိုင်းပြီးတမိုင်းဝင်အဆောက်အုံတွေရှိတဲ့လမ်းဒါမှမဟုတ်လှပတဲ့လမ်းကြားလေးတွေနဲ့လမ်းလျှောက်ပါတယောက်ကိုတယောက်အလှဆုံးပုံလေးတွေရအောင်ပြိုင်ပြီးတော့ရိုက်ပေးကြပါဒီလိုဒိတ်မျိုးကပတ်စံမကုန်တဲ့အပြင်လူမှုကွန်ရက်ပေါ်မှာတင်လို့ရတဲ့အမှတ်တရဓာတ်ပုံလှလှတွေအများကြီးရရှိစေမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့မေကွန်ထုတ်တန်းကစားတာမျိုးပါနေရအစ်စ်တွေသွားမဲ့အစားအိမ်ကဝရဏာမှာပဲဖြစ်ဖြစ်ကော်ဖီဆိုင်လေးတစ်ခုမှာပဲဖြစ်ဖြစ်ထိုင်ပြီး online မှာရှိတဲ့ဇုံတွဲတွေမေးတင်တဲ့မေကွန်36ခုစသဖြင့်အဲ့လိုအရာလေးတွေကိုရှာဖွေပြီးတော့မေကွန်လေးတွေအပြန်လည်မေးကြတာမျိုးပါမင်းရဲ့အကြောက်ဆုံးရာကဘာလဲငါ့ကိုစတွေ့တော့ငါဘလို့ထင်လဲစတဲ့မေကွန်တွေကတယောက်ရဲ့စိတ်ကဘာကိုတယောက်ကပုံမနဲ့ဆိုင်စွာသိသွားစေတာပဲဖြစ်ပါတယ်ဒီတော့ romantic ဆန်ဖို့ဆိုတာကပတ်စံအိတ်တဲကငွေအထက်လိုက်ကုန်ဖို့ထက်ကိုယ့်လက်တွဲပေါ်မှာထားတဲ့ view ဆိုင်မှုနဲ့ဖန်တီးနိုင်စွမ်းကအဓိကပဲဖြစ်ပါတယ်။လာမယ့် weekend မှာရောဒီ plan လေးတွေကတခုခုကိုအသုံးချပြီးကိုချစ်သူကို surprise လုပ်လိုက်ပါအောင်နော်။တင်ကောဘယ်လို budget friendly dating မျိုးကိုသဘောကျလဲ။ comment မှာရေးသားပေးလို့ရပါတယ်နော်။ဗီဒီယိုလေးကိုသဘောကျရင် like share subscribe လုပ်ပေးဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။